မကျိုးဇလန်တွေရဲ့အပိုင်းရှင်တဲ့ကိုကတော်တော်ကိုမှကြည့်လို့ကောင်းတယ်ကြည့်ပြီးကြပြီလား။ပိုင်းကွဲမှာဆိုရင်ဒီရွာရဲ့ကြာကန် location ကလေတော်တော်ကိုမှလှတယ် location ရွေးတာအရန်ကိုမှမိုက်တယ်။ပြီးတော့လေပြောအောင်မတလားမြန်မာဇလန်တွဲတွေကိုမြန်မာဘာသာပြန်ပေးနေတာမဟုတ်ဘူးနော်တိလား။ငါလိုမျိုးရုပ်ရှင်တွေဇလန်တွဲတွေကိုတယောက်တည်းကြည့်တဲ့သူဆိုရင်ဒါပြောစရာလူမရှိဘူးလေဆွေးနွေးစရာလူမရှိတာဖြစ်တဲ့အတွက်ကြောင့်လို့ဒီမှာလာပြီးတော့ရုပ်ရှင်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေပြောပြီးတော့အပြင်းပြေရအောင်ဆိုပြီးတော့ငါကကိုတန့်လောက်လိုက်ဖြစ်ပါတယ်။မကျိုးကိုဘယ်လိုပြောရပါဆိုလဲဇလန်ကိုအစားရက်ကကြည့်တဲ့သူတွေဆိုရင်တော်တော်များများသိလိမ့်မယ်လို့ထင်တယ်တလား။ဒီဇလန်တွဲမှာကိုတာကလေအခုမှတဖြည်းဖြည်းနဲ့ကို character မိလာတယ်။မကျိုးကပွပွလင်းလေးမပြောခဲ့လို့ကိုတာကသူ့အပေါ်ကိုစိတ်ဆိုးတယ်ဆိုပေမဲ့နော်မကျိုးနဲ့ပတ်သက်လာရင်တော့သူဂရုတော့စိုက်တာသူတို့နှစ်ယောက်ရွာကိုပြန်သွားတဲ့အခန်းကိုသာကြည့်သလားမကျိုးရဲ့ဘဝစကြောင်းကိုပို့ပြီးတော့တိလာရတော့မကျိုးအပေါ်ကိုပို့ပြီးတော့ဂရုဏာဖြစ်နေတာမကျိုးကသူတို့သားမိရွာမှာပဲနေခဲ့တော့မယ်ဆိုပြီးပြောတဲ့အခန်းမှာဆိုရင်ကိုတာရဲ့မျက်နှာအမူအရာဘယ်လိုရောင်ဖြစ်သွားလဲဆိုတာမြင်ကြရမလားအော်ပြီးတော့ပြောရမယ်မကျိုးရဲ့အမေအငိမ့်မင်းသမီးပြီးွားရင်သူ့ရဲ့အဖေနဲ့ဘဘကြီးတို့ကလည်းဒါသုံးပွင့်ဆိုင်အချစ်စလန်ကြည့်ခဲ့တာနော်မကျိုးရဲ့အမေကလည်းလေအငိမ့်မင်းသမီးဆိုတဲ့အတိုင်းပဲဒီအပိုင်းကိုမှလှလှပပလေးကိုပါဝင်လာတာโอเคအဲ့လို့ဆိုတော့အပိုင်းရှင်းတဲ့ကိုကြည့်ပြီးသွားတဲ့သူတွေအနေနဲ့ကောမကျိုးနဲ့ကိုတာတို့ရဲ့တရုပ်ဆောင်ချက်တွေကထပ်တူကြရလားဆိုတာကိုcommentမှာရေးခဲ့ပေးနိုင်ပါတယ်